မကြောက်အမပြောတာခင်မကြောက်တာပြော တက်သွားတော့ကိုအာရုံနဲ့ကွာမသိဘူးတက်ချက်လေကိုလိုပေးကြတော့ခိုင်းကြအဲ့လိုပဲတယောက်တည်းယူနေအာရုံကစူးစမ်းနေရဘူးမှာကျန်တချို့ချင်းနားတော့ဘူး နားတွေဝမနာဘူးလားမနာဘူး နားတော့မှနားချိုးရအောင်ရအောင်လောက်ဆိုဒါပဲလေလုံးဝစိတ်ကိုစူးစမ်းလို့မရတဲ့ခါကျရင်တော့ပိတ်ပြီးနားနေတယ် ခံစားနိုင်တယ် အချစ်မရှိရလို့ချစ်စရာလေးဒီနေ Escort လိုက်တာ Escort အဲဒီဒီဇိုင်းကိုကြည့်ရ Escort မှာတည်ချစ်တယ် Escort ဟာလေးလာဒီအမထွက်လာရဲ့ချစ်စရာလေးကို နောက်တစ်ခေါက်ကျမှဖူလူဟာလေးတွေဝေးကြတယ် Escort တူလေးရှောင်းနော်လုံး ဒီ ဝ နေ့စာပေးသွားမှာလို့အဲ့ဒီကြီးနေ တော့မှာလား သွားမှာ နားနေတော့မှ အဲ့ဒီကြီးဝေးလာတယ်ဒီမှာစာပေးသွားကြပါနော်အဒီမှာလေဒီမဲဘာမလဲပြောတာအညိုရောဒီရောင်ပြောနည်းနည်းစွကြည့်လိုက်လက်မှာပဲတက်စင်တော့လို့ကြည့်လိုက်ဘာလို့လဲမသိဘူးဆိုအဲ့ရောင် ဟုတ်တယ်ဒီလိုရ အဲ့လိုအဲ့ဟိမဲမကမ်းမနေနဲ့ဒီမှာပြမနဲ့တော့ဘုပူမောင်းသွားအာ you are မျိုးလားတိပြောတာမျိုးကဒီလိုမျိုးရရှိတယ် မိုက်တယ် မျိုးဆိုရင်လည်းတားချော် ဒီဟာနဲ့ပူလိုက်မှမသိ just ဒီမရမ်းအောင်လည်းလာဟုတ်တယ် နှကန်းမျိုးလည်းဒီပုံမှန်သွားတယ်အဲ့မျိုးကတော်တော်ဖြော့တယ်ကြည့်တော့တယ်ဟိုတာဒါပေမဲ့ဖြော့တယ်ဒီနေ့ဟိုလိုမျိုးဟွာဒီကလည်းရောအောင်လို့လည်းအဆင်ပြေမှထင်တယ် အော်ဒီဟုတ်တယ် နော် အောက်ကတက်ရောင်ခံရသည်လား သူ့ရွေးဆိုတော်တော်ဖြော့တယ်ဒါပေမဲ့ဖူးမိတ်ကနဲ့ဆိုတော့လား ဒါပေမဲ့အရမ်းမိုက်တယ်နော်ဒီနှခမ်းနေတယ်လုံးဝနားသွားရမိတ်ကပ်ပြင်နေသူအဲ့လိုအဖြော်ကြီးပဲဆိုတာလေ အဲ့လိုမိတ်ကပ်ပြင်ပြီးရင်ဖြော့ရလို့ဆိုပြီးတော့ မိုက်တယ်မိုက်တယ် အဲ့ရောင်ရှိ အခုဒီကတော့ကွက်တိဖြော်ရတာနဲ့ ဟုတ် အောက်ကတက်ရောင်ခံတာ ဒီမှာကလည်းဟိုပြတာခံလိုက် ဒါတခြားမလားပြောရတယ် တိဘူးလေ၃ချောင်းတော့ဝယ်တော့မှာ ၃ညမလား ငါတော့မသိ6နဲ့ တန်နော်အဲ့လိုချင်း ဒီမနစ်ကလေးလေ မလို့ဆိုမရလား သူ့ဆိုတော့မသိဘူး မရလား ဒီကဆိုကောမတဲ့